Hello အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့နေကောင်းကြလားကျမကတော့နေကောင်းကြမှာပါတယ်ဒီနေ့ကတရုတ်နှစ်သစ်ကူနေမို့လို့စင်ကာပူမှာရုံးပိတ်ရက်ပါအားလုံးကိုရှင်းညံခွိုင်လက်လို့နှုတ်ဆက်လိုက်ပါတယ်အခုလာမယ့်နှစ်ကတရုတ်ဇိုဒီယက်နဲ့ဆိုလို့ရှိရင်မြင်းနှစ်ပေါ့နော်လာမယ့်မြင်းနှစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီးတော့စီးပွားလက်လာပါတွေတိုးတက်စီဖို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဒီနေ့ကပိတ်ရက်ဆိုပေမဲ့လို့ကျမကအလုတ်ကဓာတ်ခွဲခန်းကိုသွားပြီးတော့ research သူတည်တနာအတွက် experiment တွေလုပ်ပါတယ်ဘာလို့လဲဆိုတော့ကျမကအလုတ်ကော PhD ကောလုပ်နေတာမို့လို့လုပ်ဆရာအများကြီးရှိတာကြောင့်မို့လို့နေ့တိုင်းလိုအလုပ်ပါတယ်ဒီဗီဒီယိုကတော့ဒီတိုင်းပဲBurmese listening အတွက်မြန်မာစာနားထောင်စွမ်းအားလေ့ကျင့်ဖို့အတွက်ပေါ့နော်မိတ်ဆွေတို့နားထောင်ရအောင် record လုပ်လိုက်တာဖြစ်ပါတယ်ဒီလိုပဲဟိုပြောဒီပြော rambling လုပ်မှာပါအခုမြင်နေရတဲ့ပုံလေးတွေနဲ့ phone wallpaper လေးအကြောင်းကိုပြောပြခြင်းလို့ပါကျမဒီနေ့ညစာစားပြီးတော့ phone lock screen က wallpaper ကိုပြောင်းမယ်လို့စဉ်းစားမိပြီးပုံတွေရှာရင်းနဲ့အခုလိုမျိုးပုံအများကြီးကိုတစ်ခါဖွင့်တိုင်းတစ်မျိုးပြောင်းလို့ရအောင်လုပ်လို့ရတာတော့တွေ့ပါတယ်အရင်ကတေချာမကြည့်မိတော့ဒါမျိုးလုပ်ဖို့အကြံမရဘူးပေါ့နော်အဲ့ဒါနဲ့ရှောက်စမ်းတက်ရင်းနဲ့ဒီလိုလေးပြထားသလိုမျိုးထွက်လာပါတယ်ဖုန်းကသူ့အလိုလိုရွေးလို့ရတဲ့ပုံလေးတွေပြပေးတာပေါ့နော်အဲ့မှာသူကpeople ရဲ့ nature ရဲ့ CDs ရဲ့ဆိုပြီးတော့ကိုယ့်ရဲ့ phone album ထဲမှာရှိတဲ့ပုံတွေကိုအုပ်စု၃စုခွဲပြီးတော့ပြပေးပါတယ်people ကတော့ဖုန်းထဲကလူပုံတွေပေါ့နော်မိသားစုပုံဆွေမျိုးတွေပုံတငယ်ချင်းမိတ်ဆွေတွေပုံအစရှိသဖြင့်ပေါ့နော် CDs ကတော့မြို့ထဲတွေမှာရိုက်ထားတဲ့အတိုက်တွေအဆောက်အအုံတွေပုံတွေပေါ့နော်ကျမကလူပုံတွေ wallpaper ထားရတာလည်းမကြိုက်ဘူးမြို့ထဲကအဆောက်အအုံပုံတွေလည်းမထားခြင်းဘူးတဘာဝအလှရှုခင်းလေးတွေကိုတော့တော်တော်သဘောကျလာမှုလို့ nature အုပ်စုကိုရွေးလိုက်ပြီးတော့အဲ့ထဲကမှပုံလေးတွေကိုပြန်ရွေးလိုက်တယ်ပေါ့နော်သူကအများဆုံးပုံ90ပဲရွေးခွင့်ပေးတယ်အဲ့ဒါနဲ့ album ထဲမှာရှိတဲ့ပုံတွေအများကြီးတွေကမှတဘာဝအလှရှုခင်းဓာတ်ပုံလေးတွေကိုပဲတစုတစည်းနဲ့ကြည့်ပြသွားတာပေါ့နော်ကိုသွားခဲ့ဘူးတဲ့ခရီးတွေမှာဒီတိုင်းဟိုရိုက်ဒီရိုက်လုပ်ခဲ့တဲ့ပုံလေးတွေပြန်ကြည့်ပြရင်းနဲ့ပျော်ရွှင်မှုတစ်မျိုးကိုခံစားရပါတယ်ဒီခရီးတွေရဲ့အမှတ်တရတွေကိုလည်းပြန်သတိရမိတာပေါ့နော်ဒီပုံလေးကတော့ Australia သွားတော့ကဒီပုံလေးကတော့ Vietnam သွားတော့ကဒီပုံလေးကတော့ Taiwan သွားတော့အစရှိသဖြင့်ပေါ့နော်ပုံလေးတွေကိုပြန်ကြည့်ပြီးတော့တယောက်တည်းသဘောတွေကြနေမိတာပေါ့နော်ဒီလိုခရီးတွေသွားပြီးတော့တဘာဝအလှအပတွေကိုခန်းစားခွင့်ရလို့လည်းကျေးဇူးတင်မိပါတယ် I feel so grateful ပေါ့နော်ထပ်ပြီးတော့လည်းမရောက်ဖူးသေးတဲ့နေရာတွေမရောက်ဖူးသေးတဲ့နိုင်ငံတွေကိုရှောက်လည်ပြီးတော့ဓာတ်ပုံတွေအများကြီးရိုက်ချင်ပါသေးတယ်မိတ်ဆွေတို့ကခရီးသွားရတာကြိုက်လားမသိဘူးเนาะတော်တော်များများကတော့ခရီးသွားရတာကြိုက်ကြမယ်ထင်တာပါပဲကျမကတော့ရမ်းကြိုက်တာเนาะဒါပေမဲ့ခရီးသွားရတာငွေကုန်ကြီးကြများတာဆိုတော့ခဏစိတ်ကြိုက်မသွားနိုင်သေးဘူးလေပတ်စံတွေအများကြီးရှိရင်တော့2လတစ်ခါလောက်ခရီးတွေသွားပြနေမလားမပြောတတ်ဘူးเนาะဒါပေမဲ့လေလူတိုင်းကတော့ခရီးသွားရတာမကြိုက်ဘူးကျမတငယ်ချင်းတယောက်ကတော့အားလက်ရတဲ့ခါမှာအိမ်မှာပဲအေးအေးဆေးဆေးအနားယူရတာကြိုက်ပါတယ်တဲ့ခရီးသွားရတာကသူ့အတွက်ပင်ပန်းနေတဲ့ပြင်ရစင်ရသွားရလာရတာကိုသူကပင်ပန်းလိုက်တာလို့မြင်ပါတယ်တဲ့အဲ့တော့တယောက်နဲ့တယောက်မတူကြဘူးလေနော်ကျမကတော့အလုပ်ကြောင့်ပဲဖြစ်ဖြစ် PhD stress ကြောင့်ပဲဖြစ်ဖြစ်လူပင်ပန်းစိတ်ပင်ပန်းလာတဲ့အခါမှာခရီးထွက်လာရလို့ရှိရင်အပန်းပြေပြီးတော့အလုပ်တွေလည်းဆက်လုပ်ဖို့စိတ်ခွန်အားတွေပြန်ရလာပါတယ်တချို့ခရီးတွေမှာဆိုလို့ရှိရင်အလုပ်တွေလုပ်ဖို့ပါလာတာမျိုးရှိတတ်တယ်လေအဲ့လိုအပြည့်အဝအနားမရပဲခရီးသွားရင်အလုပ်တွေလုပ်နေရရင်တောင်မှပဲခရီးကပြန်လာလို့ရှိရင်လူကပိုတက်ကြွပြီးတော့အားပြည့်တယ်လို့မျိုးဖြစ်တယ်လို့ကျွန်မကထင်ပါတယ်အဲ့တော့အခုလိုမျိုးခရီးမသွားဖြစ်သေးတဲ့အခါမှာဆိုရင်လေအရင်ကဓာတ်ပုံဟောင်းလေးတွေပြန်ကြည့်ပြီးတော့အဲ့ဒီခရီးတွေကိုပြန်သွားနေရတယ်လို့မျိုးခံစားရတာပေါ့နော်တခဏတော့စိတ်ပျော်ရွှင်သွားတာပေါ့နော်အခုပြထားတဲ့ဓာတ်ပုံတွေကတော့တချို့ပုံလေးတွေလည်းတော်တော်လှတယ်တချို့ပုံလေးတွေကြတော့လည်းဘယ်လိုမှမသိဘူးဒီတိုင်းရိုက်ထားတယ်ဆိုရင်ရိုက်ထားတာမျိုးပေါ့နော်ကင်မရာအယူအဆအလင်းအမှောင်တေချာမသိတော့ရိုက်ချင်တယ်လို့ရိုက်ထားတာပေါ့နော်နောက်အချိန်ရရင်တော့ကျမကရှုခင်းဓာတ်ပုံလှလေးတွေရိုက်တတ်အောင်တင်ယူခြင်းပါသေးတယ်အဲ့ဒါကလောလောဆယ်တော့ to do list ထဲမှာထည့်ထားတာပေါ့နော်professional level ထိတက်ဖို့တော့မဟုတ်ဘူးဒီတိုင်းဖုန်းလေးနဲ့ကင်မရာအယူအဆလေးတွေတည်ပြီးတော့ရိုက်တတ်တဲ့အဆင့်လောက်ပဲတက်ချင်တာပေါ့နော်
ပြီးခဲ့တဲ့နှစ်ကတော့ iPhone photography ဆိုပြီးတော့ online course တစ်ခုเนาะ social media မှာကြော်ညာတာတွေ့ရတဲ့ဒေါ်လာ40လား50လားမသိဘူးပေးပြီးတော့ဝယ်လိုက်သေးတယ်ဝယ်ပြီးတော့တက်လည်းမတက်ဖြစ်ဘူးဒီအတိုင်းပဲဒါနဲ့တငယ်ချင်းတယောက်ကိုတော့နင်တက်ရင်တက်ဆိုပြီးတော့အလကားဖြစ်သွားမှာဆိုလို့ဆိုပြီးတော့ account နဲ့ passport share ပေးလိုက်သေးတယ်ဖြစ်ချင်တော့တငယ်ချင်းကလည်းခုထိမတက်ရသေးဘူးသူကလည်းအလုံးရှုံနေတာနဲ့မတက်ဖြစ်တာပေါ့နော်အဖြစ်ကတော့အဲ့လိုเนาะအလုပ်တွေနည်းနည်းပိုအားသွားရင်တော့ photography course လေးတက်အောင်မယ်လို့စဉ်းစားထားပါတယ်ဓာတ်ပုံကိုတည်တည်ချာချာလေးလှအောင်ရိုက်တတ်တဲ့သူမျိုးဆိုကျမကတိတ်အားကြတာပဲခရီးတွေသွားပြီးတော့တဘာဝအလှပုံတွေရှောက်ရိုက်ချင်တာကတော့အိမ်မက်ပေါ့နော်မိတ်ဆွေတို့ကခရီးတစ်ခုသွားပြီးတော့ပြန်လာရင်ဖုန်းထဲမှာဓာတ်ပုံတွေအများကြီးပါလာတတ်လားဒါမှမဟုတ်ဓာတ်ပုံရရတာမကြိုက်တဲ့သူမျိုးလား comment မှာပြောခဲ့ကြပါဦးနော်ဒီနေ့ကတော့ rambling လောက်တာဒီလောက်ပါပဲမနက်ဖြန်ကြရင်ကျမကဖုန်ကြီးကျောင်းမှာအမတယောက်ရဲ့မွေးနေ့အလူသွားစရာရှိလို့မနက်အစောထပြီးတော့သွားရမှာမို့လို့ခဏနေရင်ရေချိုးပြီးတော့အိပ်ပါတော့မယ်ဒီဗီဒီယိုရဲ့ transcript ကိုကျမနောက်မှပြင်ဆင်ပြီးတော့ free download လုပ်လို့ရအောင်ထည့်ပေးထားပါမယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေနောက်မှတွေ့မယ်နော်